ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာမနေ့နိုဝင်ဘာ9ရက်တစောင်းမုံလာပြီးနေ့တခိုးကြီးညမှာအပြော်သဘောကြက်ဝင်ခိုးတဲ့ဒေသခံလူကန်မျိုးသားတဦးကိုပြည်သူ့ရှစ်ဆောင်ပါတီအမတ်လောင်းတားဖားတို့ကဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့်အသက်သေဆုံးခဲ့တဲ့အတွက်အဆိုပါတားဖားကိုရဲတပ်ဖွဲ့ကဖမ်းဆီးသွားခဲ့တယ်လို့မြို့ကန်တွေကလူလူမြန်မာကိုပြောပါတယ်တောင်ကြီးမြို့နယ်အေးတာယာမြို့ရက်ကွက်နယ်မြေနှစ်မှာမနေ့နိုဝင်ဘာ9ရက်မနက်2 နာရီဝန်းကျင်မှာရက်ကွက်ဒေသခံလော်တာခေါ်စိုင်းထုဆောင်ကပြည်သူ့ရှစ်ဆောင်ပါတီအမှတ်လောင်းစိုင်းရွှေထီးနဲ့တားဖြစ်သူစိုင်းကျော်စိုးမိုးတို့နေချန်တွင်းကိုအပြော်သဘောဖြင့်ကြက်ဝင်ခိုးခဲ့ရာတားဖန်ဦးမှာတုပ်ဖြင့်ဝမ်ဝန်းရန်နှွှဲခဲ့မှုကြောင့်စိုင်းထုဆောင်မှာထပ်ပြေးရင်နေချင်းမြောင်းပေါ်လက်ကျသေဆုံးသွားခဲ့တာလို့မျက်မြင်တွေ့ရှိခဲ့တဲ့ရက်ကွက်ဒေသခံတွေကပြောပါတယ်တေဆုံးသူစိုင်းထုံးစာဟာနှစ်ဖူးပေါက်ပြဲဒဏ်ရာတွေကြောင့်သွေးလွန်ကအသက်သေဆုံးခဲ့တာဖြစ်ပြီးရိုင်းနေခဲ့တဲ့ပြည်တော်လုံးပါတီအမှတ်လောင်းစိုင်းရွှေထီနဲ့တားဖြစ်သူစိုင်းကျော်စုံမှုတို့နှစ်ဦးကိုရဲတပ်ဖွဲ့မှဖမ်းဆီးပြီးတောင်ကြီးမြို့မှာရဲစခန်းမှာရာဇကြီးပုံမှန်3အနေမြင့်ဆောင်114ဖြင့်မှုဝင်ထားကြောင်းရဲသတင်းကြီးမြစ်တွေကပြောပါတယ်လူသက်မှုဖြင့်ဖမ်းဆီးခံခဲ့ရတဲ့ပြည်သူ့ရှစ်ဆောင်ပါတီအမှတ်လောင်းစိုင်းရွှေထီဟာစစ်ကောင်စီရွေးကောက်ပွဲအတွက်တောင်ကြီးမြို့မဲဆန္ဒနယ်အမှတ်1မှာဝင်ရောက်ရှင်မြန်ဖို့အမှတ်လောင်းဖြစ်မှတ်ပုံတင်ထားသူတူလည်းဖြစ်ပါတယ်